Hello guys ဒီနေ့မှာတော့ဘိုင်ကမကယ်ဆိုတာပါလဲမကယ်တိုင်းကမော်ပညာကိုတည်ယူခွင့်ရှိလားဆိုတဲ့အကြောင်းအရာကိုပြောပြပေးချင်ပါတယ်တကယ်တော့မကယ်ဆိုတဲ့စကားလုံးက Harry Potter ဝါထဲမှာအသုံးပြုဖို့ J.K. Rowling ဖန်တီးထားတဲ့စကားလုံးအသစ်တစ်ခုဖြစ်ပါတယ် British လက်မှာတော့ Mac ဆိုတာလွယ်လွယ်နဲ့အလိမ်ခံရတဲ့သူနည်းနည်းမိုက်မဲတဲ့သူလို့အဓိပ္ပာယ်ရပါတယ် Mac ဆိုတဲ့စကားလုံး idea ကိုယူပြီး magic ဆိုတာကိုမသိတဲ့တာမန်သူတွေကိုရည်ညွှန်းဖို့ Muggle လို့ပြောင်းလဲဖန်တီးခဲ့တာဖြစ်နိုင်တယ်လို့ကောက်ချက်ချကြပါတယ်အဲ့တော့ J.K. Rowling ရဲ့ဖန်တီးမှုအရ Muggle ရဲ့အဓိပ္ပာယ်က no magic မော်ပညာကိုမသိမရှိတော့သူတွေဖြစ်ပါတယ်မကယ်တွေကမော်ပညာကိုမလုံနိုင်ုံတင်မကစပယ်တွေကိုလည်းအသုံးမပြုနိုင်သလို magic school တွေကိုလည်းတက်ရောက်လို့မရပါဘူးဝဇက်ဝေါ်တွေအကြောင်းကိုမသိပဲတာမန်လောကမှာနေထိုင်နေကြတဲ့သူတွေဖြစ်ပါတယ်ဝဇက်တွေကလည်းမကယ်တွေမကြောက်အောင်ဝဇက်ဝေါ်တွေကိုမဖော်ထုတ်နိုင်အောင်လျှို့ဝှက်ပြီးနေထိုင်ကြပါတယ်မကယ်တွေရှိမှ magic ကိုထုတ်မသုံးတာမျိုးအကယ်၍တိသွားခဲ့ရင်တော့ obliviate လို့ခေါ်တဲ့ memory erase လုပ်ပြကြပါတယ်ဒီအကြောင်းကိုတော့ Fantastic Beasts series ရဲ့ပထမပိုင်းမှာအထင်ရှားဆုံးဖော်ပြထားပါတယ်ဘာလို့ဒီလိုလှုပ်ဝက်နေထိုင်ရလဲဆိုရင်ဝဇက်ဝေါ်ကမကယ်ဝေါ်ကိုမထိခိုက်စေပဲတူညီစွာနေထိုင်နိုင်ဖို့ဖြစ်ပါတယ်။ဒါဆိုရင်မေးစရာရှိတာကဘလို့မကယ်လူမျိုးကိုမှမော်ပညာသင်ယူခွင့်ပြုပါလဲဆိုတဲ့အချက်ပါ။ Harry Potter ဝါမှာ Hogwarts ကိုတက်နိုင်ဖို့အရေးကြီးဆုံးအချက်က magic ability ရှိရပါမယ်။မကယ်မိဘနှစ်ပါးမွေးဖွားလာပေမဲ့ကလေးမှာ magic ပါလာမယ်ဆိုရင် Hogwarts ကကျောင်းတက်ဖို့စာဖို့ခေါ်ယူပါတယ်။အထင်ရှားဆုံးဥပမာပေးရမယ်ဆိုရင် Hermione Granger ပေါ့။ဒီနေရာမှာတခုတည်းထားမှာက Hogwarts ရဲ့ကျောင်းသားခေါ်ယူမှုစနစ်ပါ Magic Detection System လို့ခေါ်ပါတယ်။ McGonagall, Half-Blood, Pure Blood အားလုံးအတွက် detect လုပ်ပါတယ်။ Hogwarts မှာတက်ခွင့်မတက်ခွင့်ဆုံးဖြတ်တာကမိဘတွေ Muggle ဖြစ်ခြင်းမဖြစ်ခြင်းနဲ့မဆိုင်ပါဘူး။ကို့မှာ Magic ရှိခြင်းမရှိခြင်းနဲ့ပဲဆိုင်ပါတယ်။မိဘနှစ်ပါးက Wizard ဖြစ်ပေမဲ့ Magic ပါမလာတဲ့ကလေးတွေကိုတော့ Squib လို့ခေါ်ပါတယ်။ Squib တွေကလည်း Hogwarts ကိုတက်ရောက်ခွင့်မရပါဘူး။ဒါကြောင့်အနှစ်ချုပ်ပြောရရင်မကယ်မိသားစုမှာမွေးဖွားသည်ဖြစ်စေဝဇက်မိသားစုမှာမွေးဖွားသည်ဖြစ်စေကိုကိုတိုင်းကမော်ပညာပါရမီပါလာမှသာလျှင်ဟောင်းဝဲရဲ့ဖိတ်ခေါ်စာကိုလက်ခံရရှိပြီးမော်ပညာကိုသင်ယူခွင့်ရရှိမှာဖြစ်ပါတယ်